Welcome to our latest episode. I'm your host, Sam. 2025 ခုနှစ်ဇွန်23ရက်နေ့ကနေပြီးတော့24ရက်နေ့အထိဖြစ်ပွားခဲ့တဲ့ Israel နဲ့ Iran တို့ကြားတိုက်ရိုက်စစ်ရေးပဋိပက္ခကို American သမ္မတ Donald Trump စနေရက်စစ်ပွဲလို့ပြောပါတယ်။ဒါကျွန်တော်တို့ဆယ်စုနှစ်များစွာကြာလာပြီဖြစ်တဲ့ဒီနိုင်ငံ၃နိုင်ငံအတွင်းက proxy war ကနေပြီးတော့အရင်လိုမျိုးဂျားကန်စစ်ပွဲမဟုတ်တော့ဘဲနဲ့ဓာတ်ရိုက်ထိတ်တိုက်ရင်ဆိုင်တဲ့စစ်ပွဲဖြစ်တိတိတတ်တာပြောင်းလဲသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ဒီစစ်ပွဲကဒေတာအတွင်းမှာရှိတဲ့စစ်ဘောင်ပုံကြီးကျဲလာမှာကိုအထူးသဖြင့် Middle East ကလူတွေကျွန်တော်ကမ္ဘာတဝန်းကလူတွေကလည်းစိုးရိမ်မှုတွေအရင်မြင့်တက်စေခဲ့တယ်။အဓိကစေလှုပ်ဆောင်ချက်တွေဘာတွေဖြစ်မလဲ။ Israel ရဲ့အထက်ကိုပထမဆုံးစပြီးပြောရမယ်ဆိုလို့ရှိရင်ဇွန်23ရက်နေ့မှာ Israel က Operation Rising Lion ဆိုတဲ့စစ်စင်ရေးကိုစတင်ခဲ့တယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကကျတော့ Iran နိုင်ငံရဲ့နျူကလ িয়ার အစီအစဉ်ကိုဖျက်သိမ်းဖို့ပေါ့နော်ဖျက်ဆီးပစ်ဖို့ဆိုပြီးတော့ပြောတယ်။အဲ့တော့ Israel တပ်ဖွဲ့တွေကဘာတွေကိုအဓိကထားပြီးတော့ပြစ်မှတ်ထားတိုက်ခိုက်ခဲ့လဲဆိုတော့ Iran မှာရှိရဲ့ Natanz ရဲ့ Fordo ရဲ့ Isfahan ရဲ့အဲ့ဒီနျူကလ িয়ার စကန်တွေအပြင်အခြားစစ်အခြေဆိုင်စကန်တွေကိုဒုံးကြီးထုတ်လုပ်ရေးစကန်တွေစတဲ့အရာတွေကိုသူကပြစ်မှတ်ထားပြီးတိုက်ခိုက်ခဲ့တယ်။အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ဒီ Iran ရဲ့ထိပ်တန်းစစ်ဘက်ဆိုင်ရာအရာရှိတွေနဲ့နျူကလ িয়ার သိပ္ပံပညာရှင်တွေတည်ဆုံခဲ့တယ်။အဲ့တော့ Iran ဘာပြန်လုပ်လဲ။ Iran ကဘာကိုပြန်ပြီးတော့လက်တုပ်ပြန်ခဲ့လဲဆိုတော့ Iran ဘက်ကလည်း Israel ကိုဒုံးကြီးနဲ့ drone ရာပေါင်းများစွာထောင်ဝန်းကျင်ထောင်ပေါင်းများစွာဘယ်လိုပြောရမလဲပေါ့နော်။အရေးအတွက်အတိအကျတော့ကျွန်တော်လည်းပြောလို့တော့မရဘူးပေါ့နော်။ဒီကြတော့အဲ့တော့ရာပေါင်းများစွာလို့ပဲသတ်မှတ်ရအောင်။အဲ့တော့ drone နဲ့ဒုံးကြီးတွေကိုပြစ်လို့ပြီးတော့ပြန်ပြီးလက်တုပ်ပြန်ခဲ့တယ်။ Tel Aviv နဲ့ Haifa မြို့တွေအပါအဝင်စစ်ဘက်ဆိုင်ရာနဲ့ရထားနေရာတွေလည်းပြစ်မှတ်ထားခဲ့တယ်လို့ဆိုတယ်။ဒီညမှာပြောတာရှိတာက Iran ရဲ့လက်တုပ်ပြန်မှုမှာရထားနေရာတွေပါဝင်နေလို့သတင်းတွေဖော်ပြထားရဲဆိုတာဒါ Iran ရဲ့ dark side ကိုဇောင်းပေးပြီးဖော်ပြချင်တာပေါ့နော်။အမှန်တကယ်ပြောရမယ်ဆိုလို့ရှိရင် Iran မှာရှိတဲ့ရထားနေရာတွေကိုစပြီးပစ်ခဲ့တာ Israel ဘက်ကစားခဲ့တယ်လို့ပြောလို့ရတယ်။ဆိုတိတိတတာနဲ့မြဝါထင်ထင်မြင်ရမယ့်အရာတွေဆိုလို့ရှိရင် Iran နိုင်ငံရဲ့ National TV Channel လို့ပြောရမလားအဲ့လိုမျိုးပေါ့နော် TV Channel တခုကိုဓာတ်ရိုက်ထုံးကြီးနဲ့ပြစ်လိုက်တာပေါ့နော်အဲ့ဒါကြီးဆိုလို့ရှိရင် live အနေနဲ့ဒီ record တွေအများကြီးရှိရပါတော့ဆိုတော့က Iran ကအဲ့လိုပြစ်ခဲ့ရဆိုပေမဲ့လည်း Israel ဘက်ကလေကြောင်းကာကွယ်စနစ်တွေကဘလောက် percentage ဓာတ်ပြဟန်ထားနိုင်ခဲ့ပါတယ်ပျက်စီးဆုံးရှုံးမှုဘလောက်ရှိခဲ့ပါတယ်ဆိုပြီးတော့ Israel ဘက်ကလည်းပြန်ပြီးထုတ်ပြန်တယ်Iran ဘက်ကလည်းIsrael ဘက်ကပြတဲ့အရာတွေသူတို့အနေနဲ့ဘလောက်ပြစ်ချနိုင်ခဲ့ပါတယ်ဘလောက်အတိုင်းအတာကြီးသူတို့ကာဝယ်နိုင်ရဲဆိုပြီးတော့ထုတ်ပြန်တယ်ဒီနေရာမှာကျွန်တော်ဘလောက် percentage တွေဆိုတာမပြောတော့ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒါတွေအကုန်လုံး bias ရှိတယ်သတင်းတချို့သတင်းတွေကြောင့် Israel ဘက်က live ပြီး Israel ရဲ့ဒီ Iron Dome ကာကွယ်လေကြောင်းကာကွယ်စနစ်က 90% လောက်ကိုဟန်တားနိုင်ခဲ့တယ်ကြားပြဟန်တားနိုင်ခဲ့တယ်လို့ပြောတယ်ဒါပေမဲ့ဒီဘက်တစ်ချက်မှကြည့်မယ်ဆိုလို့ရှိရင်လည်းIran ကလည်းသူတို့ရဲ့လေကြောင်းကာကွယ်စနစ်ကဘယ်လောက်ထိအလုံးဖြစ်တဲ့ Israel ရဲ့ပြစ်ခတ်ခဲ့တဲ့ဒုံးကြီးတွေ drone တွေကိုကျွန်တော်တို့အနေနဲ့ဘယ်လောက်တောင်ကာကွယ်နိုင်ခဲ့ဆိုတော့လေသူတို့ကလည်းပြန်ပြီးတော့ပြောကြရှိအဲ့တော့ဒါတွေကတော့ bias ဖြစ်နေတဲ့အတွက်ကြောင့်မလို့ထဲတော့မပြောတော့ဘူးပေါ့နော်ပြီးတော့ဒီစစ်ပွဲကြောင်းကို American ဘလို့ဝင်လာလဲဆိုတော့ဇွန်21ရက်နေ့မှာဒီ Asia ဘက်မှာတော့ဒါ20နှစ်ဖြစ်သွားပြီပေါ့နော်ကျွန်တော်တို့ဒီမြန်မာမှာဆိုရင်တော့ဒါကတော့20နှစ်ဖြစ်သွားပြီဒါပေမဲ့America မှာဆိုလို့ရှိရင်တော့21ရက်ပေါ့အဲ့တော့American နိုင်ငံကဘယ်လိုမျိုးဒီ Iran versus Israel war ကိုဝင်လာခဲ့လဲဆိုတော့အဲ့ဒီ American စံတော်ချိန်ဇွန်21ရက်နေ့မှာပေါ့နော်အဲ့ဒီမှာ Iran မှာရှိတဲ့ Fordo ရဲ့ Isfahan ရဲ့ပြီးတော့ Natanz ရဲ့အဲ့သုံးမှာရှိတဲ့ nuclear စကန်တွေကိုဒီ American နာမည်ကြီး B2 ပေါ့နော် Bunker Buster bombs လို့ခေါ်တဲ့ B2 ဘုံကျဲလေအနေနဲ့တွားပြီးတော့ target တွေကိုခုနဖော်ပြခဲ့တဲ့နေရာ3နေရာ target တွေကိုပေါ့နော်သွားပြီးတော့တိုက်ခိုက်ခဲ့တယ်လေကြောင်းတိုက်ခိုက်လုပ်ခဲ့တယ်ပေါ့နော်ဒီတိုက်ခိုက်မှုကိုဒီ Donald Trump ကအရန်ခန်းနာထဲဝါတဲ့စီးအောင်မြင်မှုဆိုပြီးဖော်ပြခဲ့တယ်ပေါ့နော်သူကအရန်အဲ့ဒါတွေကိုဂုံစားပြီးတော့ဘလောက်အောင်မြင်သွားပါပြီဘာညာဆိုပြီးတော့သူကလည်းဒီလိုမျိုးဂုံစားပြီးတော့တင်ကြွလိုက်တယ်ပြီးတော့ Iran ကိုပေါ်စီကနေပြီးတော့ upper hand ကနေပြီးတော့ငင်းချင်းရေးမင်းတို့ယူနိုင်ငံရေးစပွဲပေါ်လာခဲ့အဲ့မှာငင်းချင်းစကားပြောဖို့တွန်းအားပေးပြီးတော့ media တွေနဲ့ထိအားပေးပြီးပြောဆိုတာမျိုးရှိတယ်အဲ့တော့ဘလောက်ထိခိုက်ဒေဆုံးခဲ့တယ်ပျက်စီးဆုံးရှုံးခဲ့တယ်ဆိုတော့ Israel ရဲ့တိုက်ခိုက်မှုတွေကြောင့်လူဘလောက်ဒေဆုံးသွားပါတယ်ဘလောက်
ထိခိုက်ဒဏ်ရာရခဲ့ပါတယ်အီရန်ရဲ့တိုက်ခိုက်မှုတွေကြောင့်လည်း Israel လူတွေဘယ်လောက်တည်ဆုံခဲ့ဘယ်လောက်ထိခိုက်ဒဏ်ရာရခဲ့လဲဆိုပြီးတော့ဒါတွေကတော့အများကြီးရှိတယ်ဒါပေမဲ့နိုင်ငံတစ်ခုလုံးကအရန်သူတို့ရဲ့အယူဝါဒပြောရမယ်ဆိုလို့ရှိရင်သူတို့လူအများကြီးထိတယ်ဆိုတာယူသိမပြချင်သူတို့ဘယ်လောက်သူတို့ကိန်းကနန်းချက်လက်တွေကဘယ်နေရာမှာများများဆဆဝေးဆဆပေါ်ပြချင်လဲဆိုတော့သူတို့ပြစ်လိုက်တဲ့ဒုံကြီးတွေကတစ်ဖက်နိုင်ငံကဘယ်လောက်ထိသွားတယ်ဘယ်လောက်ပျက်စီးသွားတယ်ဆိုတဲ့ဟာကိုအဲ့လိုကိန်းကနန်းဆိုသူတို့ကအရန်ပေါ်ပြချင်သူတို့ဘက်ကလူရေဘယ်လောက်ထိတည်ဆုံသွားမှာဘယ်လောက်ထိထိခိုက်နေတာပါလဲဆိုတဲ့အရာတွေကိုသူတို့ပေါ်မပြချင်ဒါဒီနိုင်ငံတော့ကအဲ့လိုမျိုးဖြစ်နေအဲ့တော့ဒီကိန်းကနန်းချက်လက်တွေကိုကျွန်တော် skip လုပ်လိုက်ဘာလို့လဲဆိုတော့အဲ့ဟာရ bias ရှိတယ်အပြစ်ခက်ရစေ ceasefire ကိစ္စနဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ June 24မှာ Donald Trump က Israel နဲ့ Israel နဲ့ Iran တို့ကြားမှာလုံးဝ completed ceasefire ရရှိသွားပါပြီဆိုပြီးတော့ declare လုပ်တယ်ကြေညာတယ်။ဒါပေမဲ့အဲ့လိုကြေညာနေတုန်းကာလမှာပဲ Iran ကတိုက်ခိုက်မှုလုပ်တယ် Israel ကလည်းတိုက်ခိုက်မှုထပ်လုပ်တယ်။အဲ့တော့အဲ့နဲ့ပတ်သက်ပြီးတော့လည်း American သမ္မတတဦးအနေနဲ့ပေါ့နော်မပြီးသေးဘဲနဲ့သိရမလားပြီးတော့ပါပြီဆိုပြီးတော့စောက်ဖြစ်မှကြောင်းတကလေကြောင်းတော့စောက်လို့မပြီးသေးဘဲနဲ့ကျောင်းကဖြစ်ပါတယ်ဆိုပြီးတော့ထားပြီးပြောနေပါတယ်ဆိုပြီးတော့ဝေဖန်မှုတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီလုံးဝအပြစ်ခက်ရက်စဲရေးကိုကြီးညာတယ်အဲ့လိုကြီးညာတယ်ဆိုတဲ့ကိစ္စကလည်းဘယ်နိုင်ငံရဲ့အကူအညီဂျာဝင်စစ်စစ်မှုတွေပါလဲဆိုတော့ခါတာနိုင်ငံရဲ့အကူအညီတွေနဲ့ဒီသဘောတူညီချက်ကိုရရှိခဲ့တယ်လို့ပြောတယ်ဒါပေမဲ့အီရန်ဝန်ကြီးချုပ်ကတော့အခုအချိန်ဒီဘယ်ပြစ်ခက်ရက်စဲရေးဒါမှမဟုတ်စေလှုပ်ရှားမှုရက်ဆိုင်သဘောတူညီချက်တွေမရှိသေးဘူးဆိုပြီးတော့သူတို့ဘက်ကလည်းပြန်ကြီးညာတယ် Israel ဘက်ကလည်းပြစ်ခက်ရက်စဲရေးကိုတရားဝင်မပြုတ်သေးပါဘူးသူတို့ဘက်ကလုံးဝ confirm မလုပ်သေးပါဘူးဆိုပြီးတော့လည်းပြန်ပြောတယ်သူတို့အခြေအနေကဘယ်ဖြစ်လဲဆိုတော့ American ဘက်ကဒီပွဲစဉ်ပြီးဆုံးပါပြီဆိုပြီးတော့ KRWC မှုတ်လိုက်တယ်ဆိုပေမဲ့ Iran နဲ့ Israel ကတော့စက္ကန့်နေတော့မယ်သူတို့ဘောလုံးပွဲကတော့မပြီးသေးဘူးပေါ့နော်အဲ့လိုမျိုးကြားမှာလက်ရှိရတော့အဲ့လိုမျိုးအခြေအနေမျိုးရှိတယ် Okay အဲ့တော့ဒါတွေကအလုံးဝမတည်ငြိမ်သေးဘူးပေါ့နော်ဒါပေမဲ့အခုလက်ရှိအခြေအနေမှာတော့သတင်းတွေကတော့နည်းနည်းတော့အေးဆက်လာပြီဒါပေမဲ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ red line တစ်ခုရှိတယ် red line ကဘာလဲဆိုတော့ Israel နဲ့ American ဘက်ကပေါ့နော်သူက Iran တောင်းဆိုတဲ့အချက်တွေရှိတယ် Uranium တထုထုတ်ဖို့တထုတူးဖော်တာကိစ္စတွေတန့်စင်တဲ့ကိစ္စတွေ nuclear weapon အထိရောက်ဖို့သွားတဲ့ကိစ္စတွေကိုလုံးဝအပြီးတိုင်ရပ်တန့်လို့သူကတောင်းဆိုတယ်ဒါပေမဲ့ Iran ဘက်ကကြောက်လဲဒါကိုယ်နိုင်ငံနမိတ်ထဲကနေကို Uranium ကိုထုတ်တာကိုယ်နိုင်ငံထဲမှာပဲကိုယ့်ကို nuclear weapon ပိုင်ဆိုင်မှုကိုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့ဒါတော့လာမညီနဲ့ဒါတော့လုံးဝညှိလို့မရ red line ပြန်ပြောတယ်ဒီကတော့လာမညီနဲ့ကျန်တာညှိလို့ရပဲပေါ့နော်အဲ့တော့အဲ့ဒီအချက်ကနောက်တစ်ချိန်မှာစစ်ပြန်ထဖြစ်မယ်ဆိုလို့ရှိရင်ဒီအချက်နဲ့ပဲပြန်ဖြစ်ဖို့ကတော့အလားအလာရှိရပေါ့နော်အဲ့တော့ data တွင်းအခြေအနေပေါ့နော်အထူးသဖြင့် Middle East အခြေအနေဘယ်လိုဖြစ်နေလဲဆိုတော့အရင်က Iran ကသူ့ရဲ့လက်အောက်ခံအဖွဲ့လေးရှိတယ်Hamas တို့ Hezbollah တို့ Houthi တို့အဲ့လိုအဖွဲ့လေးရှိတယ်အဲ့ဒီအဖွဲ့တွေရဲ့တိုက်ပွဲအတွင်းမှာIsrael ကိုအပြည့်အဝတိုက်ခိုက်နိုင်တာမျိုးမလုပ်ပေးနိုင်ဘူးဒါကတော့ Iran ရဲ့ဒီသူ့ရဲ့အဆွဲပွားလေးတွေရဲ့အားနည်းချက်လို့ပြောရမှာပေါ့နော်။ဘာကြောင့်လဲဆိုတော့ကျန်တဲ့အချိန်တွေမှာဒါဒီ Hamas တို့ Hezbollah တို့ Houthi တို့ကစောင်းကြရဲဆိုပေမဲ့တကယ်တည်း American ရော Israel ရောနှစ်ခုလုံးပေါင်းပြီးတော့ Iran ဝိုင်းတိုက်နေတဲ့အချိန်မှာဆိုရင်တော့ဒီအဖွဲ့လေးကလုံးဝခေါင်းတောင်ဖော်လာပြီးတော့ Israel ပြန်တိုက်နေပါတယ်။ဘာညာနဲ့ပြန်မတက်လာဘူးပေါ့နော်။အဲ့တော့ပြောရမယ်ဆိုလို့ရှိရင်သူIran နေနဲ့တော့အများကြီးထိနာသွားတယ်လို့ပြောရမှာပဲ။အားကြောင့်လဲဆိုတော့နှစ်နိုင်ငံပေါင်းပြီးဝိုင်းတိုက်တာမျိုးဖြစ်တာ哦။ဒါပေမဲ့တစ်ဖက်ကကြည့်မယ်ဆိုလို့ရှိရင်နှစ်နိုင်ငံတောင်ပေါင်းပြီးတိုက်ရတဲ့အထီကိုတောင်မှသူတို့ရဲ့အင်အားကလည်းတော်တော်ကြီးတယ်လို့လည်းမြင်ရတယ်ပေါ့နော်။အဲ့တော့ဒီလက်လောချိန်တွေကတော့ဒီလိုပဲပေါ့နော်။ဒါတော့မှတင်းတစ်ပုတ်ထပ်ဖက်ရတာဖက်ရသလောက်ဆိုလို့ရှိရင် American နိုင်ငံသမ္မတ Donald Trump ကတခုထပ်ပြီးပြောသေးတယ်။နောက်တစ်ခေါက်လည်းဘုံကျဲကောင်းကျဲလိုက်မယ်။အာမခံနိုင်ဘူးမသေးကြဘူးဆိုပြီးတော့ Iran ပြောထားမျိုးရှိတယ်ပေါ့နော်။အဲ့ဒါလည်းမီဒီယာရင်းကနေတစင်သူကဒီကိစ္စကိုထုတ်ပြီးတော့ပေါ့နော်အတိအလင်းပြောထားတာမျိုးအဲ့တော့ငါမင်းတို့ကိုဘုံကျဲရင်ကျဲလိုက်မယ်အာမမခံဘူးနော်အဲ့လိုမျိုးပြောတဲ့သဘောပေါ့နော်ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲ See you later